မင်္ဂလာပါရှင် Story Time with ဖူကနေအားလုံးကိုနေထွေးစာကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အိမ်ဟောင်းကြီးတအိမ်စီကိုပြန်လည်ရောက်ရှိလာခဲ့တဲ့မမလေးတယောက်နဲ့လျှို့ဝှက်ချက်တွေများစွာနဲ့အိမ်ပေါ်ကြီးဒေါခင်တို့ရဲ့ထိတ်လန့်ခြောက်ခြားဖွယ်ရာအကြောင်းကိုတင်ဆက်ပေးသွားမှာပါဒီဇလန်းလေးကိုတော့ဖူးနဲ့အတူအဆုံးထိနားဆင်ကြည့်လိုက်ကြရအောင်ရှင်ဒေါခင်ဘာလို့မြေကိုညှိလိုက်တာလဲကျမမှောင်တာကြောက်တယ်လို့ပြောထားတယ်လေစီကုံသွားလို့ပါမမလေးရဲ့အမှောင်ထဲမှာနေတာကပိုအေးချမ်းပါတယ်မျက်စိမိတ်ထားရင်လည်းအရာအလုံးကအတူတူပဲလေကျမတော့အတူတူလို့မထင်ဘူးအမှောင်ထဲမှာတခုခုရှိနေတယ်လို့ပဲခုနကကျမအခန်းတကားကိုလာခောက်တာဒေါခင်မဟုတ်ဘူးလားမဟုတ်ပါဘူးကျမကအောက်ထပ်မှာပဲရှိနေတာပါမမလေးအဖော်လိုချင်တယ်လို့တယောက်ယောက်ကလာခောက်တာဖြစ်မှာပေါ့ဒေါခင်စကားပြောတာထူးဆန်းနေတယ်ဒီအိမ်မှာကျမတို့နှစ်ယောက်တည်းရှိတာလေဘသူကအဖော်လာလောက်မှာလဲပြီးတော့ဒေါခင်လက်ထဲမှာကင်ထားတာဘာလဲဒါကမမလေးရဲ့အတော်ဆုံးလုံးကဝတ်ခဲ့တဲ့အင်ကြီးလေးပါဖုန်နေတက်နေလို့ဖုန်ကာပေးမလို့လုပ်နေတာပါအဲ့ဒါကိုဒီအချိန်ကြီးမှဘာလို့ထုတ်လာရလဲပြီးတော့အင်ကြီးမှလည်းအနီးကွက်တွေနဲ့ဘာတွေလဲဒါကစေးဆိုးထားတာမဟုတ်ဘူးလေမမလေးရဲ့အချိန်ကအကြာကြီးကြာသွားပြီမြင်မပြတ်ပဲကြံနေခဲ့တဲ့အမှတ်သားတွေပါမမလေးရဲ့အတော်ကဒီအင်ကြီးကိုတိတ်နှမျောတာဒေါခင်တော်ပြီကျမကြောက်လာပြီမနေ့ပြန်မိုးလင်းတာနဲ့ကျမမြို့ကိုပြန်တော့မယ်ဒေါခင်လည်းလိုက်ခဲ့တော့ကျမကတော့သွားလို့မရဘူးမမလေးရဲ့ကျမကဒီအင်ကြီးရဲ့အဆောင်ရှောက်ဖြစ်နေပြီမမလေးရောတကယ်ပဲပြန်လို့ရမယ်ထင်လို့လားဘာလို့ပြန်လို့မရမှာလဲကျမကားနဲ့လာတာပဲလမ်းကြောင်းကိုလည်းသိတယ်ပြန်လိုက်မယ်လမ်းကြောင်းကတော့ရှိပါတယ်ဒါပေမဲ့အိမ်ပြင်ကိုထွက်ဖို့တကားကပွင့်မအောင်မလားပြီးတော့မမလေးရဲ့ခြေထောက်ကိုပြန်ကြည့်ပါအောင်ဘာလို့ခုတည်းဖက်နှက်မပါပဲရှောက်နေတာလဲဘာပြောရလဲကျမဖက်နှက်စီးထားတာပဲဟိုကျမခြေထောက်တွေကဘာလို့ဖြူဖြော့နေရလဲပြီးတော့ဘာလို့မြေကြီးနဲ့မထိတယ်လို့ဖြစ်နေရလဲအဲ့ဒါကြောင့်ကျမပြောတာပေါ့မမလေးဒီရင်ကိုပြန်ရောက်တဲ့ကအသက်ရှူသံကိုကြားခဲ့ရလို့လားဒေါခင်ဘာတွေပြောနေရလဲကျမမသိသေးဘူးနော်ကျမအခုအသက်ရှင်နေသေးရဲ့မမလေးသေဆုံးသွားတာ3ရက်ရှိပြီဒီကားမောက်ကလေးကအခုဒီမှာရှိတဲ့မမလေးရဲ့ဝိညာဉ်ပဲကျမကတော့မမလေးကိုစောင့်နေရတာပင်ပန်းနေပြီဒါဆိုရင်ဒေါခင်ရောဘာလဲလူလားကျမကလည်းမမလေးရဲ့အတော်ကိုတတ်ခဲ့တဲ့အတွက်ဒီအိမ်မှာအချုပ်ခံထားရတဲ့ဝိညာဉ်ဟောင်းကြီးပေါ့အခုတော့မမလေးလည်းကျမနဲ့အတူဒီအိမ်ကြီးမှာထောင်ရနေရတော့မယ်မဟုတ်ဘူးဒေါခင်ရှောက်မပြောနဲ့ကျမမနေနိုင်ဘူးလွတ်ပေးမအော်ပါနဲ့မမလေးရဲ့ဒီအိမ်မှာအော်တန်တွေကိုနားထောင်ပြီးမဲ့သူဘယ်သူမှမရှိသလိုမမလေးအော်ရင်ဘယ်သူမှမကြားနိုင်ဘူးလာပါရင်လေးလေးတောက်လိုက်ပါအောင်အေးမိမိပါအောင်